အားလုံးမင်္ဂလာပါဒီနေ့ view zone ရဲ့ topic ကနေပြီးတော့ပြန်လဲ sharing လုပ်တော့ဖြစ်တယ်ဒီနေ့ sharing လုပ်တော့မယ့်အရာက Toyota ခေါင်းနာမည်နော် Highlander 2013နော်ဒီကောင် radio ဘာမှမလာဘူးတဲ့ okay ဆက်တော့လို့ပြီးတော့နော် radio တွေဘာမှမလာဘူး okay power မလာဘူး okay တော့တစ်ချက်fuel level check ကြည့်ရအောင်နော် Highlander ဖြစ်တယ်ဒီ fuel book ကတော့ဒီမှာရှိတယ်နော် driver side မှာနော် driver side မှာရှိတယ် oil ကိုလေးလိုက်ပါဒီ fuel ပြလိုက်ပါ okay ဒီပြီးရင်ကျွန်တော်မှာ test ပါလို့ရှိတယ်နော် test တာလို့ညနေ negative ဒီမှာလာပြီ check ကြည့်ရအောင်ဒီမှာတွေ့ပြီဒီတော့ဖြစ်နေဒီlet's say radio number 1နဲ့အဲ့ကောင်တစ်ချက်ကြည့်ရနော်ဒီ fuel နော် 20E ဆိုတော့ဒီတော့ဖြစ်နေနော် let's say ဒီတော့ချက်ကြည့်ရအောင်ဒီလာရင်းလေးနဲ့နော်ဒီနီရနော်နီရောင်းနေချက်ကြည့်ရအောင်ဒီနီရောင်းနော်ဒီနော်အဲ့ဒါဆိုရင်ဒီဖုန်းမှာဒီမှာရှင်းလုပ်ရရှိတယ်နော်လုပ်ရရှိတယ်ပြီးတော့ဒီမှာ spare နော် spare ထားတယ်ဒီကောင်ကိုဆွဲလို့လိုက်မယ်နော်ဆွဲလို့လိုက်ပြီးဒီကောင်ပြန်ကြည့်မယ်နော် video number 1နော်ဆွဲလို့လိုက်တာဒီဆွဲလို့လိုက်ပြီးကြည့်မယ်ဒီတော့မှပြက်နေတာဒီတော့မှ okay ဒီတော့နော်ဒီပြီးရင်ပြက်နေတာ okay ဒီဟိုမှာ spare မှာတော့တခုထားပြီးသားတယ်နော်ထားပြီးသားတဲ့အတွက်ကြောင့်ပတ်တိုင်းလေးမင်းလို့ရှိဘူးဆက်လာပြီ okay ဒီတော့ကောင်းတော့တွေ့တယ်မပြတ်ဘူးတွေ့ပါအဲ့လိုဖြစ်နေရမယ်နော်ဒီပြီးရင်ဒီသူညာလို့ပြန်တက်ကြည့်ရပြီးလိုက်ပါ okay ပြီးပြီဆိုရင်တွေ့တော့မှဗီဒီယိုလေးလာပါခင်ဗျာနော်ပါဝလာပြီကဲကြည့်ရှုပြီးတဲ့မျိုးတွေပေါ်ရာတွေအားလုံး thank you ပါနော် like share subscribe ပါလေးနေပေးဖို့မမေ့ပါနဲ့အားလုံး see you guys bye